မြန်မာရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်ပြုဖို့အာဆီယံအဖွဲ့အတွင်းသဘောတူညီချက်မရသေးမေလ9 2026မြန်မာနိုင်ငံမှာမကြာသေးခင်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်တွေကိုအတိအမှတ်ပြုဖို့အာဆီယံအဖွဲ့အတွင်းမှာအခုထက်ထိသဘောတူညီချက်မရသေးဘူးလို့သိရပါတယ်လောလောဆယ်မှာတော့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်ပြုဖို့နဲ့ပတ်သက်ပြီးအာဆီယံအနေနဲ့ဘုံသဘောတူညီချက်တစုံတရာမရရှိသေးပါဘူးလို့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန်ဒေါ်မနစ်ဆေဗီယာအင်ပီရီယာကမေလ6ရက်ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ကြောင်းဖိလစ်ပိုင်သတင်းဌာန PNA မှာဖော်ပြထားပါတယ်အာဆီယံအနေနဲ့မြန်မာရေးဖြည့်ရှင်ဖို့သဘောတူထားတဲ့ဘုံသဘောတူညီချက်9ချက်မူပေါင်းအတိုင်းဆက်လက်လှုပ်ဆောင်သွားမယ်လို့ Imperial ကဆိုပါတယ်။ဒါအပြင်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကဗုဒ္ဓဟူးနေ့မှာပဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး2021ခုနှစ်အာဏာသိမ်းကလေးကဖမ်းဆီးခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးဖို့မြန်မာနိုင်ငံကိုတိုက်တွန်းထားပါတယ်။အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့အားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲတွေဖြစ်လာဖို့သက်ဆိုင်သူအားလုံးနဲ့ချိတ်ဆက်ဆောင်ရွက်ရမယ့်တာဝန်ရှိတာကြောင့်အခုလိုတွေ့ဆုံခွင့်ပေးဖို့လိုအပ်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ဒေါ်အောင်ဆန်းစုကြည်ကိုအကျဉ်းတောင်ကနေနေအိမ်အခြေချုပ်ကိုပြောင်းရွှေ့လိုက်တာပြည်တံတချို့ရှော့ပေါ့ပြီးလိုက်တာနဲ့နိုင်ငံရေးအကျဉ်းသား1500ကျော်ကိုလူငင်းချမ်းသာခွင့်ပေးခဲ့တဲ့အပေါ်မှာလေဖိလစ်ပိုင်နိုင်ငံကကြိုးစုကြောင်းပြောကြားခဲ့ပါတယ်ကျွန်တော်တို့ရဲ့ page လေးကို like and follow လေးလုပ်ပေးကြပါအောင်ခင်ဗျာ